နာမည်ဘယ်လိုခေါ်လဲ ကျမနာမည်ကဖြိုးဖြိုးပါရှင် ဖြိုးဖြိုးရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလား ဟုတ်ဘာဆိုင်လို့လဲဆရာ ဘက်ကငါကိစ္စငါသိတယ်မပြောနဲ့ဖြိုးဖြိုးတဲ့လှလိုက်တော့ဘောနာမည်လေးကလည်းဟုတ်တနေ့အိမ်တောင်ရှိလား မရှိပါဘူးရှင် ဟဲ့လန့်မလားလေးလေးလန့်တော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပျော်ပေါ့အပေါ်သေးကြပြီအဲ့ဒါအလုပ်တန်းရပြီခံပြီ ဟုတ်လေအားဆရာကျွန်တော်တို့ကုမ္ပဏီနဲ့ဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီကိစ္စ ဟဲ့ကောင်တက်ဆိုင်လို့ပြောနေတာဒီဟိုဘယ်နဲ့ရွှေ့သား ဘာလို့ မင်းကိုကပြုတ်စော်နန်းနေပြီမင်းနော်တမာရွက်ပြုတ်စော်နန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန့်မလားမလန့်နဲ့နော်ဟိုဦးကလေကိုလုံးသာကြည့်တယ်ထင်လားမဟုတ်ဘူးဆက်လား ဘာလို့ မဟုတ်လေကိုအတန်ကကျဲတော့အတန်ကျဲတော့စိတ်ချမ်းလူချမ်းလားသူလန့်တော့မယ်